ခါပေါ့နော် Alice ကိုဒီ Macromi အင်္ဂလိပ်တော့ပြပါလားတဲ့ဒီပြဟာလို့ပေါ့နော်သူကပြဟာတော့ကြာပြီဒါ Alice ကအခုမှတော့ပြတာပေါ့နော်Alice ကဟုတ်ကဲ့ရှင်တော့ပြပေးပါမယ်လို့ပြောထားပါတယ်ရှင်ဆိုတော့ကအရင်တော့ Sakura School စမတ်ထဲဝယ်ပေးရပါဆိုတော့ကရောက်နေပါပြီခဏလေးစောင့်နေပါမယ် Okay ခဏလေးစောင့်နေနော်ခံစားပြချပါအားလုံးတော့တော့တခါရေးပြလိုက်တာအားလုံးတော့အေးတော့ဟန်ညီမလေးတော့ပေါ့နော်အားလုံးတိုက်တာပေါ့နော်ဒါလေးက ID နဲ့ပါရှင် ID ကောက်ပြီးမသိသေးဘူးဆိုလို့ရှိရင်တော့အဲ့ဒီကိုလာလို့ရပါတယ်နော်ဒီအောက်မှာလည်းအဲ့ ID အကောက်လေးဖွင့်တော့တယ်ဆိုတော့တူဆိုအဲ့ဒီကအကောက်ဖွင့်လာပါဆန်အဲ့ဒီဆောင်လေးဆိုတော့ပေါ့နော်ဒီပတ်ဆိုရင်ဟာလေးတော့နှိပ်ပြီးပါရှင်ဆိုရပြီဆိုလို့ရှိရင်လွယ်လေးရှင်ဘာမှတော့မနိုင်ရင်ဒီမှာသူအော်လို့ပြထားရနော်အားလုံးပေါ့နော်အဲ့လိုပြထားရအဲ့ဒီမှာဆိုလို့ရှိရင်လည်းဆိုတာဘာလို့ပြရမလဲဆိုတော့ဒီမှာ ID ဆိုလို့ရှိရင်အဲ့ဒီပြီးလို့ရှိရင်နှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်တော့ ID လေးရပါမယ်နော်ဆိုက ID အဲ့ဒီဖြစ်ပြပါမယ်ဆိုတော့အရှင်ဆုံးလေးခွန်တက်ခွန်ပြီးတော့308ခွန်ပါပေါ့နော်308ခွန်ဟုတ်ပါဒီဆိုရှင်တော့ခွန်3ခွန်2 8 3ညခွန်3ခွန်2 8မှာပြန်စစ်လို့ရပါတယ်ပြီးတော့ OK ကိုနှိပ်ပြီးလိုက်မယ်ပြီးတော့ OK ရပြီခဏလေးဆိုမှာOkay ဆောင်ထားမှာရပြီနော်ရပြီဆိုလို့ရှင်နော်ဒီမှာဆောင်းတော့လေးခေးရောက်သွားပြီနိုင်စားသူကထည့်သွားခိုင်းတယ်ပါနော်ဒီဆိုတော့ခိုင်းမှာလေဆိုတော့ပြရပါမယ်ဆောကရောက်သွားပါပြီရှင်နော် Chromie အိမ်လေးပါဒါကဝိုင်းအိမ်လေးနဲ့ဝိုင်းအိမ်လေးဒီပေါ်ရမှာပေါ့နော်ဆိုတော့လေးဆိုတော့အထဲထဲကိုပါဝင်ပြပေးပါမယ်ရှင်ပြကြတယ်အဲ့လိုလေးတလွဲဆိုပြန်တော့အစီအောင်လေးနဲ့တော့မိုက်နော်ဆိုအားလုံးနားလေးပြသွားပြီလေထင်ပါတယ်ဒီမှာနော်ထိုင်ကုန်လေးနဲ့ဒါလေးကလေ Chromie အိမ်လို့သူကပြောဟာပေါ့နော်ဒါပေမဲ့ Chromie အိမ်ကသိနေတာလို့အဲ့လိုရှိနေတာမသိတော့ပါဘူး Okay ဒါရ Chromie အိမ်လေးလား Chromie အိမ်လေးပါရှင်အပေါ်မှာတစ်ချက်ကြံလေးရဲ့အဲ့ဒီပေါ်ချက်ကတော့အဲ့ဒီသူ့ကိုအောင်ဒီအိုင်ရိုက်ပြီးတော့လုံးလိုက်ပါရှင်အဲ့ဒီစေဒီခဏပြုတ်ကြနေလို့ပေါ့နော်မလုပ်ကြတော့ပါဘူးဒီမှာအပေါ်မှာချက်ကြံလေးရဲ့ဒီမှာခိုင်းဝင်ပြလိုက်တော့မယ်အဲကွန်လေးလည်းပါတယ်ကွယ်ဒီမှာနော်အဲကွန်မှာပြီးလို့ရှိရင်အဲ့လိုလေးရပါတယ်အဲ့လိုလေးရပါတယ်နော်ဆောကအိတ်ကြတော့ပါဘူး။ကျတော့အဖေတက်ကောအောက်ထပ်ကောခိုင်းပြပေးလိုက်ပါပြီ။ဒီနေ့ဆောအောင်တော့ကိုအောင်ကြည့်တော့ပေါ့နော်။ဆိုတော့ကအားလုံးကိုဒီနေ့မှာ Chromie အိမ်ထားတော့ထိုင်းခိမ်းမှာပေါ့နော်။ထိုင်းယူမှာလည်းထားပါရှင်။ Okay ဆိုတော့အားလုံးပဲ ID လေးကိုကြည့်ကြပြီးတော့ထင်ပါတယ်။ကဲဆိုတော့အားလုံးပဲဖိမှန်ပါရှင်။ဒီမှာပါနော် Chromie အိမ်လေးပါ။ဒီတော့မကြည့်ဘူးနောက်ခါကိုတဲ့ ID လေးလည်းပြောခဲ့ပါနော်။အကြမ်းဒီ Sakura ရဲ့ ID လေးပြပြမှာပြောလို့ပေါ့နော်။ဆိုအားလုံးပဲ bye bye